လောကမှာကိုကမှန်းနေပေမဲ့ကိုနှိမ်ပါနေတဲ့အချိန်မှာကိုဘက်ကမရက်တီခဲ့တဲ့သူတွေလည်းရှိကြလိမ့်မယ်အဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံခဲ့ကြရလိမ့်မယ်အဲ့လိုလူတွေကိုဘယ်တော့မှမမေ့ရဘူးဆိုပေမဲ့မကြေနပ်တဲ့ဒေါသအာဃာတအညိုးတွေဒဏ်ရာတွေနဲ့တော့မမေ့နိုင်တာမဖြစ်ပါစေနဲ့အဲ့ဒီလိုဒဏ်ရာဒဏ်ချက်တွေနဲ့မမေ့နိုင်နေတာဆိုရင်ကိုပဲအမြဲတမ်းစိတ်ဒဏ်ရာအနာတရားတွေဖြစ်နေမှာပေါ့မေ့မပြစ်ဖို့ဆိုတာကနောင်တစ်ချိန်ရှောင်ကျဉ်စရာသင်ခန်းစာအဖြစ်နဲ့မမေ့တာပဲကောင်းတယ်ဒဏ်ရာဒဏ်ချက်တွေနဲ့မမေ့နိုင်တာမျိုးဆိုရင်တော့ကိုပဲစိတ်ဒဏ်ရာအနာတရားတွေခံစားနေရလိမ့်မယ်ကိုမပြည့်စုံမပေါ်များခဲ့သေးတဲ့အချိန်ကကိုရှိတာလေးနဲ့ကိုကကောင်းခဲ့ပါရဲ့နဲ့ကိုအပေါ်မှာကြတော့မကောင်းခဲ့တဲ့သူတွေဆိုတာလဲရှိမှာပါပဲအဲ့ဒါလိုလူတွေနဲ့လဲလောကမှာတွေ့ရကြုံရနိုင်တာပဲအဲ့ဒါလိုလူတွေနဲ့တွေ့ကြုံကြရတဲ့အခါဒီမှာလဲနောင်တရနာကြီးချက်တွေနဲ့မမေ့နိုင်မချမ်းနိုင်မဖြစ်ပါစေနဲ့အဲ့ဒါလိုဖြစ်နေမယ်ဆိုရင်လေကိုပဲပူလောင်ဆင်းရဲနေရမှာမဟုတ်လားဒီတော့နောင်နှစ်ခါထပ်မခံရဖို့ကိုသာတတိလေးထားပြီးတော့ကိုရှိတာကိုစေတနာနဲ့လိုက်ဖက်ယုံတာကောင်းနိုင်တော့ဖို့တတိနဲ့နေထိုင်တတ်အောင်ပဲကြိုးစားပါကိုမေတ္တာတွေကိုကျေးဇူးတွေကိုဖျောက်ဖျက်ပြီးတော့ကိုအတွက်အားနည်းချက်တွေကိုပဲနိုင်ခွက်လုပ်ပြီးတော့အနိုင်ယူဖို့ကြိုးစားခဲ့ကြတဲ့သူတွေလည်းရှိမှာပဲအဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံရနိုင်တာပါပဲအဲ့ဒါလိုလူတွေနဲ့တွေ့ကြုံလာတဲ့အခါဒီမှာလည်းမကြေမချမ်းတက်ခေါက်ပြီးတော့စိတ်ခံစားမှုတွေကိုမဖြစ်ပါစေနဲ့အဲ့ဒါလို့စိတ်ခံစားမှုစိတ်နာကြီးမှုတွေဖြစ်နေမယ်ဆိုရင်ကိုယ်စိတ်ပဲနှစ်ခါပြန်ခံရမှာနာကြီးတာတွေဖြစ်နေမှာပေါ့ဒါအပြင်ဘာကောင်းကျိုးတွေရမှာလဲအဲ့ဒါလူတွေတွေ့ကြုံခဲ့တဲ့အခါနောင်အခါထပ်မခံရဖို့သာတတိပညာနဲ့နေနိုင်အောင်လုပ်ပါဒဏ်ရာတွေကိုထက်ကမတူးဆွခြင်းပါနဲ့ကိုကသူတို့ကိုတန်မိုးထားပြီးတော့ဂယုတစိုက်နဲ့ဆက်ဆံခဲ့ပေမဲ့လေကိုရဲ့ဂယုစိုက်မှုတန်မိုးထားမှုတွေကိုဂယုမထားဘဲနဲ့အပေါ်စားလောက်သဘောထားပြီးပြန်ဆက်ဆံခဲ့တဲ့သူတွေလည်းရှိမှာပဲအဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံရနိုင်တာပဲအဲ့ဒါလိုလူတွေနဲ့တွေ့ကြုံရတဲ့အခါတွေမှာလည်းသင်ခန်းစာအဖြစ်နဲ့သာမမေ့ဖို့ကြိုးစားပါဒဏ်ရာတစ်ခုအနေနဲ့မမေ့နိုင်တာမျိုးမဖြစ်ပါစေနဲ့ကိုကအဖက်ဖက်ကကာကွယ်စောင့်ရှောက်ပေးခဲ့ပေမဲ့လဲကိုမွေးတဲ့မြောက်ကိုပြန်ချောင်းဆိုတဲ့အတိုင်းကိုပြန်လဲထုနှက်ဖို့လုပ်နေသူတွေချောင်းနေသူတွေလည်းရှိကြမှာပဲကိုကာကွယ်စောင့်ရှောက်ပေးခဲ့တာကကိုအပိုင်းပဲမဟုတ်လားပြန်လဲထိုးနှက်ဖို့လုပ်တာကသူ့စိတ်ဓာတ်နဲ့သူ့စိတ်ထားသူ့အပိုင်းပဲပေါ့နောင်တတွေနဲ့ကိုယ်စိတ်ကိုနာကြည့်မနေပါစေနဲ့ကိုယ်စိတ်နာကြည့်တယ်ဆိုတာကိုယ်ပဲနာကြည့်တာမဟုတ်လားသင်ခန်းစာအဖြစ်နဲ့နောင်တစ်ခါမခံရဖို့ပဲကြိုးစားနေထိုင်ပါဘဝမှာကိုယ့်ကိုအထိုးအနှက်အတိုက်အခိုက်တွေခံနေရတဲ့အချိန်မှာကိုယ်ဘေးမှာလက်ပိုက်ကြည့်နေသူတွေအသာလေးဘေးမှာရှောင်းနေသူတွေရှိရင်ရှိနေမှာအဲ့လိုလူတွေနဲ့တွေ့ကြုံရတဲ့အခါမှာလဲစိတ်နာတာတွေစိတ်ဒဏ်ရာတွေမဖြစ်ပါစေနဲ့ကိုယ့်အတွက်လူဖြစ်လာတဲ့သူလောကမှာတယောက်မှမရှိဘူးလို့နှလုံးသွင်းပြီးတော့စိတ်ကိုဖြေပြောင်းလိုက်ပါညဗုဒ္ဓကအာဂောဒေနစီနီကောဒံတဲ့ကိုယ့်အပေါ်အမျက်ထွက်နေသူတွေကိုယ့်အပေါ်ထိုးနှက်နေသူတွေကိုတုံ့ပြန်ပြီးအမျက်မထွက်ပါနဲ့မထိုးနှက်ခြင်းမြင်သာအနိုင်ယူပါတဲ့အာသာဒုံသာဒုနောစီနီကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုယ့်အပေါ်ဆိုးဝါးတဲ့သူတွေကိုလည်းကိုယ့်ကိုယ်ကောင်းအောင်တိဆောက်ခြင်းဖြင့်သာအနိုင်ယူပါသူမကောင်းလို့ကိုယ်ပါမကောင်းရင်ကိုယ်လည်းမကောင်းတဲ့သူဖြစ်သွားမှာပေါ့တဲ့ကိုမကောင်းတဲ့သူတော့မဖြစ်ပါစေနဲ့သူမကောင်းရင်ဆက်ပေါင်းဖို့မပေါင်းဖို့သာစဉ်းစားပါသူမကောင်းလို့ငါမကောင်းဘူးသူဆဲလို့ငါလည်းဆဲမယ်ဆိုရင်အဆဲခံရတာလည်းမကောင်းသလိုဆဲတဲ့သူကြီးဖြစ်သွားရတာလည်းမကောင်းပါဘူးဒါကြောင့်ဏီကုန်းချုပ်အနေနဲ့ပြောရရင်
ကိုဘဝမှာကိုခံခဲ့ရတာတွေကိုခံစားနေရတာတွေလူတိုင်းရှိနေကြမှာပါပဲဘယ်လိုပဲခံခဲ့ရဘာတွေပဲခံခဲ့ရကိုယ်စိတ်မှာတော့ဒဏ်ရာတွေအဖြစ်နဲ့ရှိမနေပါစေနဲ့ကိုယ်စိတ်မှာဒဏ်ရာဒဏ်ချက်တွေအဖြစ်နဲ့ရှိနေတယ်ဆိုရင်အဲ့ဒီဒဏ်ရာဒဏ်ချက်တွေဟာဘယ်သူမှဖြစ်တာမဟုတ်ပဲကိုယ်မှာပဲဖြစ်တာမို့ကိုယ်ပဲအလူအလဲခံစားနေရလိမ့်မယ်ဒါကြောင့်ကိုယ်ခံခဲ့ရတာတွေကိုဒဏ်ရာတွေအဖြစ်နဲ့မမေ့တာမဖြစ်ပါစေနဲ့သင်ငန်းစာတွေအဖြစ်နဲ့မှတ်သားထားတာပဲဖြစ်အောင်လုပ်ပါလို့ပြောကြရတဲ့ညီကုန်းချုပ်ချင်ပါတယ်